အားလုံးပဲမင်္ဂလာပါဒါတော့ပိုင်မင်းမကြိုးဆိုပါရနော်အခုတစ်ခေါက်မှာတော့လေအချစ်ရေးမှာစိတ်ဝေးနေတယ်လို့ခံစားနေရလို့ပေါ့နော်သူငါ့ကိုတကယ်ပဲချစ်သေးရဲ့လားဆိုပြီးတော့မှရင်ထဲမှာတန်တရားဖြစ်ပြီးတော့မှအပြည့်ရှာနေတဲ့သူတွေရှိရဆိုရင်တော့ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်သွားပေးပါအောင်နော်တဦးတယောက်တည်းကိုရည်ရွယ်ပြီးပြောပေးထားတာမဟုတ်တဲ့အတွက်ကိုနဲ့ energy ကိုင်ယူပါကိုနဲ့ energy မကိုက်ဘူးဆိုရင်တော့ကြော်သွားနိုင်ပါတယ်ရှင်ကဲပထမဦးဆုံးကလေးဒီကက်ကလေးရဆိုရင်လေသူ့ဘက်ကအချိန်ခက်တာယူပြီးတော့မှပေါ့နော်တိတ်ဆိတ်နေရတဲ့အကြောင်းရင်းလေးရှိတယ်ဆိုတော့ဒီကက်ကလေးကပြပါတယ်ဒီကက်ကလေးရဆိုရင်လေသူကပေါ့နော်လက်ရှိမှာဆိုရင်တင့်ပေါ်မှာစိတ်အေးသွားတာမဟုတ်ဘဲနဲ့နှစ်ဦးကြားကအခြေအနေတွေဒါမှမဟုတ်သူ့ရဲ့ကိုယ်ပိုင်အခက်အခဲတွေကြောင့်ငြိမ်သက်ပြီးစဉ်းစားနေတဲ့ပုံစံမျိုးလေးရှိတယ်နော်တင်ကိုငဲကွက်လို့ဒါမှမဟုတ်အရာရာအဆင်ပြေသွားအောင်ပေါ့နော်ဘဝကိုပေါ့နော်တခြားတထောင်တနေရာကနေပြီးတော့မှအနစ်နာခံစောင့်ကြည့်နေရတဲ့စွမ်းအင်မျိုးလေးသူ့မှာရှိနေတယ်ဆိုတာကိုဒီကက်ကလေးကပြနေပါတယ်ရှင်ကဲနံပါတ်2လေးဒီကက်ကလေးကကြတော့လေသူ့ရင်ထဲကတကယ်သဘောထားအမှန်လေးကိုပြတယ်နော်ဒီကက်ကလေးကဆိုရင်လေတင်ကိုခဏတာတွေးဖို့မဟုတ်ဘဲနဲ့ရေရှည်အနာဂတ်အထိပါအလေးအနက်ထားပြီးတော့မှချစ်နေတုံးမဲဆိုတာကိုဒီကက်ကလေးကပြပါတယ်သူကတင့်ကိုပေါ့နော်တင်နဲ့အတူခိုင်မာတဲ့အနာဂတ်မိသားစုအတိုင်းအဝန်းပေါ့နော်တည်ငြိမ်တဲ့ဘဝတစ်ခုကိုတည်ဆောက်ခြင်းတဲ့စိတ်တွေအပြည့်ရှိနေပါတယ်နော်လက်ရှိမှာသူစူးစမ်းရုန်းကန်နေရတာတွေဟာတင်နဲ့အတူအနာဂတ်မှာစိတ်ချမ်းသာစွာဖြတ်သန်းနိုင်ဖို့အတွက်ဖြစ်တယ်ဆိုတာလေးကိုလည်းဒီကက်ကလေးကပြနေပါတယ်ရှင်ကက်နံပါတ်3လေးဒီကက်ကလေးကဆိုရင်တင်တို့သိကျင်တဲ့အဖြေလေးပဲနော်ဒီကက်ကလေးဟာဆိုရင်တင့်ကိုပေါ့နော်သူကတကယ်အပြည့်အဝချစ်နေသေးပါဆိုတာလေးကိုဒီကက်ကလေးကပြနေပါတယ်တင်တို့နှစ်ယောက်ရဲ့ဆက်ဆံရေးဟာဆိုရင်ရိုးရိုးပတ်သက်မှုမဟုတ်ဘဲနဲ့စัจ java ကဖန်တီးပေးတဲ့ပေါ့နော်ဖူးစာပဲစွမ်းအင်မျိုးလေးတွေပါဝင်နေတယ်ဆိုတာကိုဒီကက်ကလေးကပြနေပါတယ်သူ့ရဲ့နှလုံးသားမှာတင့်ကိုပဲရွေးချယ်ထားပြီးတော့မှစစ်မှန်တဲ့ချစ်ချင်းမြတ်တာမျက်နှာမှုတွေအပြည့်အဝရှိနေစေပေါ့နော်ရာနှုံးပြည့်အာမခံနေတဲ့ကက်ကလေးလို့လည်းပြောလို့ရပါတယ်ရှင်နောက်ဆုံးအနေနဲ့ကြံပေးချင်တာကတော့လေအလွန်ကောင်းမွန်တဲ့ကက်တွေပဲထွက်လာတာဖြစ်တာကြောင့်သူ့ရဲ့ချစ်ချင်းမြတ်တာကိုလုံးဝတန်တရားမဝင်နဲ့လို့ပြောပြစီရှင်ကက်တွေအရာဆိုရင်လေသူကလေပထမအဆုံးကက်အရာဆိုစိတ်ပင်ပန်းနေချိန်ပေါ့နော်ဒါမှမဟုတ်အနာဂတ်အတွက်စဉ်းစားနေချိန်မှာတင့်ဘက်ကနားလည်မှုပေးပြီးတော့မှအေးချမ်းတဲ့နေရာတစ်ခုကိုဖန်တီးပေးလိုက်ပါလို့ပြောချင်ပါတယ်သူ့ဘက်ကလည်းစိတ်အေးသွားတာနဲ့ပေါ့နော်တင့်တန်ကိုနှွေးထွေးတဲ့အချစ်တွေနဲ့ပြန်လဲရောက်ရှိလာပါလိမ့်မယ်လို့အကြံပေးချင်ပါတယ်ရှင်နောက်ဆုံးအနေနဲ့ဆူတောင်းပေးချင်တာကတော့နှစ်ဦးကြားမှာဖြစ်ပေါ်နေတဲ့တန်တရားများနဲ့စိုးရင်တော့ကမှန်သမျှအမြန်ဆုံးပြပြောက်ပါစေတစ်ဖက်လူရဲ့ပေါ့နော်ရင်တွင်းမှာရှိနေတဲ့စစ်မှန်တဲ့အချစ်ပေါ့နော်အချစ်မှန်ပါမိအပြုမှုစကားလုံးများနဲ့ပေါ့နော်ပွင့်လင်းခံစားရရှိနိုင်ပါစေနှစ်ဦးကြားကအပြန်အလှန်တန်ဖိုးထားမျက်နှာထားမှုများခိုင်မာပြီးအနာဂတ်ဘဝခီးလန်းကိုတာယာအေးချမ်းစွာလက်တွဲပြီးရှောက်လန်းနိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ရှင်အားလုံးပဲကံကောင်းခြင်းပိုင်ဆိုင်နိုင်ပါစေနော်